ပကံနန်းတော်ထဲမှာလေအေးလေးတွေတိုက်ခတ်နေပြီမဲ့မင်းသမီးရှင်စောလာရဲ့ရင်ထဲမှာတော့ပူလောင်နေခဲ့တာပေါ့မကြခင်မှာပဲသူမသိတဲ့တိုက်တစ်ပါးကမင်းသားတစ်ပါးမဲ့လက်ထပ်ရတော့မယ်ဆိုတော့နန်းတော်ရဲ့လှပတဲ့ဥယျာဉ်ကိုတောင်လှဲမကြည့်ချင်တော့ဘူးဖြစ်နေခဲ့တာပေါ့ အဲ့ဒီလိုနဲ့သူဟာအခန်းထဲမှာပဲပုံနေပြီးပန်းထိုးနေခဲ့တယ်။တနေ့ညနေဆောင်တော့စိတ်ပြေလက်ပြောက်ဥယျာဉ်နဲ့ဆင်းလာခဲ့တယ်။ရေကန်လေးအနားရောက်တော့ရေပေါ်မှာရွှေရောင်တောက်ပါနေတဲ့ကြာပန်းတစ်ပွင့်ကိုတွေ့လိုက်ရတယ်။ အဲ့ဒီကြာပန်းလေးရဲ့ရွှေရောင်အစင်းဟာသူ့ကိုဆဲဆောင်လိုက်တယ်လို့ပါပဲသူ့ရဲ့ဝမ်းနဲ့စိတ်တွေအားလုံးဝပျောက်သွားတယ်လို့ခံစားလိုက်ရတယ်အဲ့ဒီပန်းလေးကိုသူငေးကြည့်နေတော့မှပဲမင်းသမီးရဲ့မျက်နှာကဒီပန်းလေးထက်တောင်ပိုလှပါတယ်လို့သူ့အနောက်ဖက်ကနေအတန်တကူထွက်ပေါ်လာခဲ့ပါတယ်အတန်လာရာကိုလှည့်တိလိုက်တဲ့အခါသူ့ရဲ့တသက်တာမှာပထမဆုံးအကြိမ်ရင်ခွနဲ့ဆိုတာကိုခံစားလိုက်ရပါတော့တယ်အဲ့ဒီနေ့ကစပြီးရှင်စောလာရဲ့အထီးကျန်တဲ့ဘဝတွေကိုပချီစရာစောရင်ဟာရောင်ကြီးလေးတစ်ခုလိုရောက်ရှိလာခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာနန်းတော်ရဲ့လျှို့ဝှက်တဲ့နေရာလေးတွေမှာနေတိုင်းလိုတွေ့ဆုံခဲ့ကြတာပေါ့။ရှင်စောလာကပချီစရာရဲ့ဉာဏ်ပညာကိုလေးစားခဲ့တယ်လို့ပချီစရာစောရင်ကလည်းမင်းသမီးရဲ့ဖြူစင်တဲ့စိတ်ထားကိုမြင်နိုးခဲ့ပါတယ်။ပချီစရာစောရင်ကရှင်စောလာကိုပန်းနေရဲ့အတိတ်ပဲတဲ့တဘာဝတရားရဲ့လှပပုံတွေအကြောင်းပြောပြတယ်။သူတို့ရဲ့စကားဝိုင်းဟာပချီအနုပညာကနေဘဝအကြောင်းတွေအထိကျယ်ပြန့်လာခဲ့တယ်။ရှင်စောလာဟာသူ့ရဲ့ရင်ထဲကပူလောင်မှုတွေကိုဖွင့်ဟခဲ့ပြီးပချီစရာစောရင်ကတော့သူ့ရဲ့ချစ်ချင်းမြတ်တော်ရီနဲ့နှွေးထွေစွာဖေးမပေးခဲ့ပါတယ်။မင်းသမီးရဲ့ရင်ထဲမှာရှိနေတဲ့အပူမီးတွေကိုပန်းတစ်ပွင့်လိုလှပတဲ့အနုပညာနဲ့အေးချမ်းအောင်လုပ်လို့ရပါတယ်လို့ပချီစရာစောရင်ကပြောလိုက်ပါတယ်။သူတို့နှစ်ယောက်ကြားကခင်မဲမှုဟာတဖြည်းဖြည်းနဲ့နှက်ဆိုင်တဲ့ချစ်ချင်းမြတ်တာအဖြစ်ပြောင်းလဲသွားခဲ့တယ်။နန်းတော်ကြီးရဲ့အုတ်ရိုးတွေကြားမှာမဖြစ်နိုင်တဲ့လျှို့ဝှက်တဲ့ချစ်ချင်းမြတ်တာတစ်ခုရှင်သန်လာခဲ့တယ်။ဒါပေမဲ့ဒီအချစ်ဟာဘရင်မင်းမြတ်ရဲ့သမီးတော်နဲ့တာမန်အယက်သားတစ်ယောက်ရဲ့အချစ်ဖြစ်တာကြောင့်မင်းကြီးရဲ့နားထိတ်ကိုတည်င်းပေါက်သွားတဲ့အခါအရှင်မင်းကြီးရဲ့အမျက်ဒေါသတွေဟာအတူပါလာခဲ့ပါတော့တယ်။မင်းကြီးကရှင်စောလာနဲ့ပချီစရာစောရင်တို့ရဲ့အချစ်ကြိုက်နေတာကိုသိသွားတဲ့အခါအကြီးအကျယ်ဒေါသထွက်ခဲ့ပါတယ်။သူ့သမီးတော်ကပချီစရာတယောက်နဲ့ချစ်ကြိုက်နေတယ်ဆိုတာကိုလက်မခံနိုင်ဘူးလေ။ဒါကြောင့်ပချီစရာစောရင်ကိုဖမ်းဆီးပြီးတေတံပေးဖို့အမိန့်ပေးလိုက်ပါတော့တယ်။ဒီသတင်းကြားတော့ရှင်စောလာဟာချစ်ချင်းပဲဖခင်ဖြစ်သူမင်းကြီးစီကိုတွားပြီးတောင်းပန်ခဲ့ပါတယ်။ရှင်စောလာကမင်းကြီးရှိမှဒူးထောက်ပြီးမျက်ရည်တွေနဲ့ပြောခဲ့တာကဖခင်မြေတော်ပကြီးစရာစောရင်ကိုတေတံပေးရင်သမီးတော်လေးအသက်ဆက်ရှင်နေနိုင်မှာမဟုတ်ဘူးနော်ခမည်းတော်လို့ပရင်ကြီးကိုရှောင်တင်လိုက်ပါတယ်မင်းသမီးရဲ့စကားကြောင့်မင်းကြီးကတေဝေသွားခဲ့ပါတယ်ဘရင်တစ်ပါးရဲ့ဂုဏ်တိခါကိုလည်းထိမ့်သိမ့်ခြင်းတဲ့တစ်ဖက်မှာလည်းသူအရန်ချစ်တဲ့သမီးတော်လေးကိုလည်းဝမ်းနည်းစေချင်တာမဟုတ်ဘူးလေနောက်ဆုံးတော့မင်းကြီးဟာညံညံနဲ့တခုသုံးလိုက်ပါတော့တယ်စောရင်ကိုတတ်ဖို့အမိန့်ကိုလှိုးဖတ်ရုပ်သိမ်းလိုက်ပြီးသူ့ကိုနန်းတော်ဥယျာဉ်ရဲ့ဥယျာဉ်မှုအဖြစ်အမိခွက်နဲ့အသက်ရှင်ခွင့်ပေးလိုက်ပါတယ်ဒါပေမဲ့ရှင်စောလာကိုတော့နေချိုင်းမင်းသားနဲ့လက်ထပ်ပေးဖို့ဆုံးဖြတ်လိုက်တယ်ရှင်စောလာလည်းသူ့ချစ်သူအသက်ရှင်ဖို့အတွက်ဝမ်းနည်းပူဆွေးစွာနဲ့နေချိုင်းကိုလိုက်ပါသွားခဲ့ပါတော့တယ်နှစ်တီအကြာကြီးကြာပြီးနောက်ရှင်စောလာဟာတိုင်းတစ်ပါးဘရင်ရဲ့မိဖုရားကြီးတစ်ပါးဖြစ်နေခဲ့ပါပြီအပြင်ဘန်းကကြည့်ရင်အရာရာပြည့်စုံနေပေမဲ့သူ့ရင်ထဲမှာတော့ချေရတဲ့သူကိုဆုံးရှုံးခဲ့ရတဲ့ဝမ်းနည်းမှုတွေနဲ့အမြဲတမ်းခြောက်ကပ်နေခဲ့တာပါ။ဒီနေ့တော့ငယ်ဘဝကိုလွမ်းဆွပြီးပကံနန်းတော်ဟောင်းကိုတွားရောက်လေပတ်ထဲပါတယ်။အရင်ကစောရင်းနဲ့တွေ့ဆုံခဲ့တဲ့ရေကန်လေးအနက်ကိုရောက်တော့ရေကန်တဲကကြာပန်းတွေကိုဂယုတစိုက်ပြုစုနေတဲ့အဖိုးကိုတယောက်ကိုတွေ့လိုက်ရတယ်။အဲ့ဒီအဖိုးကိုရဟန်မန်နဲ့အမူအရာတွေကသူ့အတွက်အရန်ရင်းနှီးနေခဲ့တာပေါ့။အဲ့ဒီအဖိုးအိုဟာရှင်ဇောလာကိုမြင်တော့မျက်နှာပေါ်မှာအံ့ဩမှုဝမ်းနည်းမှုနဲ့အချစ်တွေရောထွေးနေတဲ့အမှုအရာတစ်ခုပေါ်လာတယ်။သူတို့နှစ်ယောက်ဟာစကားတစ်ခုမှမပြောဘဲတယောက်ကိုတယောက်ငေးကြည့်နေခဲ့ကြတယ်။ရှင်ဇောလာအတွက်တော့
အဲ့ဒီအဖိုးအိုဟာသူမနှစ်သက်တဲ့ရွှေကြပန်းကိုမျက်နှိုးခဲ့တဲ့ပချီစရာစောရင်မှန်ချက်ချင်းသိလိုက်ရတယ်။နှစ်တည်းရဲ့အတားအဆီးကိုကြော်လွန်ပြီးသူတို့နှစ်ဦးရဲ့မျက်လုံးတွေကနေပဲတသက်တာလုံးမျက်နှိုးခဲ့ရတဲ့ချစ်ချင်းမေတ္တာအကြောင်းကိုပြန်ပြောပြနေခဲ့ကြပါတယ်။သူတို့ရဲ့အချစ်ဟာအချိန်တွေကြောင့်မတည်ဆုံးခဲ့ပဲအဲ့ဒီရွှေကြပန်းလေးတွေလိုပဲနက်နက်ရှိုင်းရှိုင်းရှင်သန်နေခဲ့ပါတော့တယ်။